ဂျေဆင်ကသူ့ကလေးတွေကိုကူထင်းဖေးတဲ့ကကျေးဇူးတဲ့အနေနဲ့သူ့အမေပြန်ခံနိုင်မှာလက်ဆောင်အဖြစ်ရွှေလက်ကောက်တကွင်းကိုအမေခီးဆောင်အိတ်ထဲတိတစိတ်ထည့်ပေးလိုက်ပါတယ်အမေဖြစ်သူကအေကိုဖွင့်ကြည့်ပြီးလက်ကောက်ကိုတွေ့တော့ငါသားလေးလူလားမြောက်သွားပြီပဲဆိုပြီးဝမ်းတာပီတီထင်းကပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့ချွေးမစီကဖုန်းဝင်လာပါတယ်ချွေးမဖြစ်သူကဘာညာမမဲပဲအော်ဟစ်ဆဲဆိုပါတော့တယ်ဒီလက်ကောက်ကအထိမဲ့အနေနဲ့ပြတာဘာလို့တကယ်ယူသွားတာလဲဆိုပြီးလူမဆန်စွာဆွဲတော့တာပါပဲအမေဖြစ်သူမှာရှက်လုံးလူမျက်နှာပဲဖားရမှမတီဖြစ်သွားရပါတယ်ဒါဒီမကတ်ဒီဘူးဖုန်းထဲကနေသူ့ရောက်ခမကိုအတက်ကီသူကက်ဆီနဲလူပြောခဲ့အကင်ခလေးမွေးတောင်ကလည်းငတ်တိုက်တို့ငမန်းတောင်တို့တောင်ဝဲမကျွေးဘူးလို့အရင်ဟောင်းတွေကိုပြင်းအဖွားပြီးကျိန်ဆဲပါလေရောအမေဖြစ်သူခမရင်ထဲမှာစွန့်အားသွားရတယ်မြေးလေးနဲ့ချွေးမှချမ်းမာရည်တွေအဆအရရဂေယူဆိုင်ဖေးဟက်တာဒီကိုအခုလိုတုံးပြန်ခံရတော့အတော်လေးစိတ်နာသွားတာပေါ့ဒါနဲ့သူကဒီလက်ကောက်ကငါသားဘေးကလက်ဆောင်ဖျင်းလို့ချင်းဂျေဆင်ကိုတိုင်လာတောင်းခိုင်လိုက်သူဒါလာတောင်းရင်ငါကိုတိုင်ထူးချတော့ကိုရိုက်ချိုးပြီးမယ်လို့ပြန်ပြောလိုက်ပါတယ်ဒါကူချွေးမကပိုပြီးတော့ထထွက်ကရွာအထိလိုက်လာပြီးအိမ်နီးစင်းလူရှိမှတခွောမို့လို့အရှိခွဲပြစ်မယ်နောက်ဆိုငင်းနဲ့လည်းမပေးတွေ့ဘူးအိုးတဲ့အထိတယောက်တည်းပြစ်ထားမယ်ဆိုပြီးချင်းချောက်ပါတော့တယ်အမေဖြစ်သူလည်းစိတ်ပြက်လက်ပြက်နဲ့ဖုံးချလိုက်ပြီးဂျေဆင်ကိုအကြောင်းကြားတဲ့အခါမှာတော့ဂျေဆင်ကအမေလည်းစိတ်မဆိုပါတဲ့ကျွန်တော်အလုံးများနေလို့အိမ်ပြန်ရောက်မှမင်းဘကိုမြေးကြည့်လိုက်ပါမယ်ဆိုပြီးဝေးလေကြောက်ပတ်နေပဲဖြေခဲ့ပါတယ်အမေဖြစ်သူကသူတို့ဇနီးမောင်နဲ့ဘဝတလုံးကိုပေးဆက်ကြရတာတွေကိုပြန်တွေးမိတော့ပါတယ်သူတို့လင်းမရကတာမန်အလုပ်သမားတွေမို့တားတယောက်တည်းကိုအပင်ပန်းခံပလူစုပြိုးထောင်ပေးခဲ့ရတာပါဒါလည်းထောက်တုံကလည်းသူတို့စုထားသမျှငွေခွန်ကြခံပြီးအိမ်နဲ့ကာဝယ်ပေးခဲ့တယ်လွန်ခဲ့တဲ့3နှစ်ကလည်းချွေးမကခေါ်လို့ဆိုပြီးအလုပ်ထကမိုင်းပေါင်းထောင်ရည်ကြီးကိုဝေးတဲ့မြို့ပေါ်ကိုလာအခအမြကလေးထင်းပြီးဖို့လာခဲ့ရတာပါဇေးဖို့နှုတ်မို့ဖို့ကအစသူ့ရဲ့ပြင်းစင်လာစားထက်ကပြီးအကုန်ခံခဲ့တာအခုတော့တခိုးလိုအမိုက်လိုဆက်ဆန်ခံရပြီလေနောက်ဆက်မှာဂျေဆင်ကဖုံးဆက်ပြီးကျွန်တော်တို့လာစားကနင်းကလေးချောင်းစိတ်ကများနေဖြီအားဒီများနေလို့ပါအမေကပဲနားနေပြီးလက်ကောက်ကိုပြန်ပြေးလိုက်ပါလို့ပြောလာတဲ့အခါမှာတော့အမေဖြစ်သူဟာလုံးဝမျိုးလင်းချက်မဲသွားပါတော့တယ်30နှစ်လုံးရင်းကုံကားချွေမွေးခဲ့တဲ့သားကမင်းမဘက်ကနေသူ့ကိုဖိအားပေးနေတာကိုလားအဲ့ဒီမှာတင်သူအဆုံးဖြတ်ချက်တကူချလိုက်ပါတော့တယ်ဒီနေ့ကစားပြီးငါပိတ်ဆန်ငါပဲတုံးတော့မယ်ဘေထော့မှာအပင်မခံတော့ဘူးဆိုတဲ့နောက်နေမှာသူဘန်ကိုသွားပြီးဂျေဆင်တို့သုံးနေခဲ့တယ်လာစာကကိုပိတ်ပြလိုက်ပါတယ်စိတ်ထဲမှာလည်းပေါ်ပါတော့ပါတယ်ဇီးထဲမှာကနေအကြီးကြီးတွေကိုဝဲပြီးဖုတ်ကိုပြန်လဲပြုစုပါတော့တယ်ဂျေဆင်ကကက်မသုံးရလို့ဖုံးဆက်အထက်တင်တဲ့အခါမှာလေခယူးမဆိုင်တော့ပဲဖုံးချပြလိုက်ပါတယ်ရဲ့နဲ့ငယ်ကြတော့ဥမာကထွန်ဖုံးဆက်တီရွာကမင်းဘတ်တွေကိုမြို့ပေါ်မှာထားဖို့အသက်အမေတို့နေတဲ့အိမ်ထက်ပိုကြီးတဲ့အိမ်နဲ့လဲပေးရမယ်ဆိုပြီးအရှက်မရှိတောင်းဆိုပြန်ပါတယ်အမေဖြစ်သူကလည်းသုံးနဲ့လုံကလေးသေးပြီးဟေတာလွတ်ပါပဲကဒီလက်ကောက်ထက်တော့တန်ဖိုးကြီးတဲ့လူကိုလေးစားဖို့တင်ဦးလို့ခဲပြပြပြီးရပါတယ်တိုက်ဆိုင်ပဲအမေဖြစ်သူရဲ့ကုမ္ပဏီကနှစ်လောင်းလျက်ပွဲမှာသူ့ကိုအကောင်သုံးဆွဲငယ်ရှီဟန်စုကိုပေးဖို့ဖိတ်ကြားခြင်းခံရပါတယ်စင်ပေါ်မှာစုတက်ယူပြီးမိန်ခွန်ပြောနေတော့ဂျေဆင်ကစိုးတင်ပြေးဝင်လာပြီးစကားပြောရှင်တယ်လို့ပြောပါတယ်အမေဖြစ်သူကတော့တီတီငငီပဲငါကိုယ်တိုင်ကိုင်းတွယ်လိုက်မယ်လို့ရဲခွတ်ကိုညွှန်းကသူ့တိုင်းမျက်နှာကိုခက်ပင်း